ဆေးဆိုင်တွေမှာကိုယ့်ဘာသာကိုအကြိုက်ခဲချက်ချင်းပြောက်တယ်နာနာချက်ချင်းတက်တာတယ်ဆိုပြီးတော့လူတိုင်းအလွယ်တကူဝယ်တောက်နေကြတဲ့ဆေးတွေကဒီ၅မျိုးဟာမှားတောက်မိတဲ့အခါမကြာခဏဆိုလို့တောက်မိတဲ့အခါတွေမှာသူ့စီရရလာမဲ့ဘေးထွက်ဆိုးကျိုးတွေကဘယ်လောက်ထိအရင်အန်ရများလဲဆိုတာဘာဆေးလဲဆိုတာရဲ့ဘာတွေထိဖြစ်သွားစေတယ်လဲဆိုတာတွေကိုကျွန်တော်ဒီနေ့အသေးစိတ်ပြောပြပေးသွားပါမယ်နံပါတ်1ကတော့စတီရိုက်ဆေးတွေခေါ်တီဇုန်းဆေးတွေဖြစ်ပါတယ်ကျွန်တော်တို့မြန်မာပြည်မှာဒက်ဇာလို့ခေါ်ကြတဲ့ဒက်ဇာမီဒါဇုန်းတို့ဖရနက်ဆယ်လုံးတို့လိုအဲ့လိုမျိုးဆေးတွေကတချို့လူတွေကနေလို့ထိုင်လို့မကောင်းဘူးလူကလေးလေးကြီးဖြစ်နေတယ်အဲ့ဒါကြီးအတွက်ဆေးလေးဆက်ပေးပါဆိုရင်တချို့ဆေးဆိုင်တွေကအလွယ်တကူပဲအဲ့လိုစတီရိုက်ဆေးတွေကိုပေးလိုက်တတ်ကြပါတယ်ဒီဆေးတွေတောက်လိုက်ပြီဆိုရင်လည်းတကယ်ပဲလူခန္ဓာကိုယ်မှာရှိတဲ့နာကျင်ကြိုက်ခဲတာတွေရှောင်ရမ်းတာတွေချက်ချင်းဆိုလိုအချိန်ခဏအတွင်းမှာပဲတက်တာသွားလိမ့်မယ်ဘာလို့လဲဆိုတော့ဒီဆေးတွေကကျွန်တော်တို့ခန္ဓာကိုယ်တွေကကြိုက်ခဲရောင်ရမ်းတာကိုဖြစ်စေတဲ့အင်ဇိုင်းတွေကိုအလုံးမလုံးနိုင်အောင်အတင်းအကျပ်ဖိအားပေးလိုက်တာသွေးဖြူတွေရဲ့လုပ်ငန်းစဉ်တွေကိုလည်းတားဆီးပလိုက်တာမျိုးတွေနောက်ပြီးတော့သွေးကြောတွေကိုလည်းချက်ချင်းကျဉ်သွားအောင်ကျုံသွားအောင်လုပ်ပလိုက်ပြီးတော့နာကျင်ရောင်ရမ်းတာကိုထိန်းချုပ်တဲ့ဆေးအမျိုးအစားတွေဖြစ်လို့ပါတကယ်တော့ဒါကယောဂကြီးတက်တာသွားတာမဟုတ်ပါဘူးခန္ဓာကိုယ်ရဲ့ယောဂကြီးတစ်ခုပျောက်ကင်းသွားတာမဟုတ်ဘူးเนาะအဲ့တော့လူတွေကခံစားနေရတဲ့ဝေဒနာတွေတက်တာကိုပဲသွားပြီးတော့မမောလိုက်တဲ့အခါကျတော့ဒီဆေးတွေကိုရက်ရှည်တောက်လိုက်ပြီးတဲ့အခါမှာစီးကြိုတွေတက်လာတယ်သွေးတွေတိုးလာတယ်အယိုးပွားတာတွေလည်းဖြစ်လာတတ်တယ်အဆိုးဆုံးကတော့တချို့ကအဲ့လိုရေရှည်တောက်ပြီးတော့လုံးဝရက်ချပလိုက်တဲ့အခါမျိုးကြလို့ရှိရင်သွေးပေါင်ချိန်တွေရုတ်တရက်ကျသွားတယ်သတိလက်သွားတယ်တစ်ခါတည်းကျရင်အသက်အန္တရာယ်ထိပါဖြစ်သွားနိုင်တယ်ဥပမာပြောရလို့ရှိရင်အဲ့လိုစတီရိုက်ဆေးရဲ့အာနိသင်ကအင်းလေးမှာမီးလောင်နေတာကိုရေပုံးတွေရေပိုက်တွေနဲ့လိုက်ငိမ့်တာမျိုးမဟုတ်ဘဲနဲ့တအိမ်လုံးကိုရေနှစ်ပလိုက်တယ်လို့မျိုးပြင်းထန်တဲ့နည်းနဲ့မီးငိမ့်လိုက်တာမျိုးဖြစ်ပါတယ်ဒီတော့မီးရောငိမ့်သွားလိမ့်မယ်အိမ်ထဲကပရိဘောဂတွေဖြစ်တဲ့ကြောက်ကတ်တွေအစာအိမ်တွေအယိုးတွေသွေးလက်ပတ်မှုတွေကိုခါအားစနစ်တွေအားလုံးရေဆိုပစ္စည်းကုန်တယ်လို့မျိုးဘီထွက်ဆိုကြိုကြီးမားသွားတာမျိုးဖြစ်ပါတယ်ဒါကြောင့်တစ်ခါတည်းတောက်တာနဲ့ဆရာဝန်ညွှန်ကြားချက်တိုင်းတောက်တာကိစ္စမရှိပေမဲ့ရေရှည်မသုံးဆွဲမိစေဖို့တော့သတိထားစေချင်ပါတယ်နော်နောက်နံပါတ်2ကတော့ကျွန်တော်တို့အိမ်တိုင်းမှာရှိတဲ့အကြိုက်ခဲပြောက်ဆေးတွေပါတချို့တွေကဖျားတယ်နားတယ်ခြေလက်တွေကြိုက်ခဲတယ်ဆိုရင်အလွယ်တကူပဲစိတ်ဆိုင်မှာသွားပြီးတော့စိတ်ဆက်ခိုင်းတာမျိုးတွေရှိတယ်တချို့အကြိုက်ခဲပြောက်ဆေးတွေကတော်ရုံသိရုံတောက်တာပြဿနာမရှိပေမဲ့ ibuprofen တို့ diclofenac တို့လိုမျိုးအကြိုက်ခဲပြောက်ဆေးတွေကမတိလို့ပဲဖြစ်ဖြစ်တက်တာလွယ်လို့ပဲဖြစ်ဖြစ်မကြာခဏတောက်မိတဲ့အခါမှာကျတော့ဒီဆေးတွေကတကယ်လဲချက်ချင်းတော့အကြိုက်ခဲပြောက်ဆေးတာတက်တာသွားစေတာမှန်ပါတယ်အဲ့ဒီဆေးတွေကလည်းစနပ်ပြောခဲ့တဲ့ steroid ဆေးလောက်တာမပြင်းထန်တာသူတို့ကလည်းအဲ့လိုမျိုးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့နာကျင်မှုကိုဖြစ်စေတဲ့အင်ဇိုင်းတွေကိုပိတ်တာဓာတုပစ္စည်းတွေကို short ချပလိုက်တာမျိုးတွေဆိုတော့နာကျင်တာတွေကတက်တာသွားတာမှန်တယ်ဒါပေမဲ့ဒီဆေးတွေတောက်တာကြာရှည်ဖြစ်လာလို့ရှိရင်ရေရှည်သုံးဆွဲမိတယ်ဆိုရင်ပေါ့ဗျာအစာအိမ်နေရင်နဲ့ကြောက်ကက်တွေမှာကာကွယ်ပေးနေတဲ့ဓာတုပစ္စည်းတွေကောင်းတဲ့ဓာတ်တွေကိုကကျသွားစေတတ်ပါတယ်အဲ့ဒီတော့အစာအိမ်ကိုအစာချေ acid တွေကဓာတ်ရိုက်တိုက်ခိုက်ပေါက်ပြဲစေရကြောင်းအစာအိမ်အနာဖြစ်တာမျိုးတွေအစာအိမ်သွေးယူတာအစာအိမ်သွေးကြောပေါက်တာတွေနဲ့ကြောက်ကက်ပျက်စီးတာတွေအထိဖြစ်စေတတ်ပါတယ်ဒါကြောင့်အကြိုက်ခဲပြောက်ဆေးအပြင်းစားတွေကိုလည်းသက်ဆိုင်ရာဆရာဝန်ရဲ့ညွှန်ကြားချက်ကျန်းမာရေးပညာရှင်တွေရဲ့ညွှန်ကြားချက်အတိုင်းအတာနဲ့ပဲတောက်သုံးကြပါနော်နောက်နံပါတ်3ကတော့ဆေးဆိုင်တွေမှာအလွယ်တကူအဆက်များတဲ့အေးမိနှာစီးတွေပြောက်တဲ့ပေါက်ဆက်ဆေးဝါးတွေဖြစ်ပါတယ်အဲ့ဒီဆေးတွေထဲမှာ paracetamol plus အိမ်ငိုက်စေတတ်တဲ့ antihistamine တွေနဲ့သွေးကြောကျဉ်စေတတ်တဲ့ဓာတ်ပစ္စည်းတွေပါဝင်ပါတယ်အဲ့လိုဆေးတွေကိုရေရှည်တောက်တာဒါမှမဟုတ်လို့ရှိရင်မကြာခဏတောက်တာမျိုးတွေဆိုရင်အဲ့ဒီ antihistamine တွေကနှာစီးတာတွေသွေးကြောကျယ်တာတွေပြအောင်ဆိုပြီးတော့ကျွန်တော်တို့အုံနောက်ရဲ့နူးကြားမှုကိုလှုံ့ဆော်ထိန်းချုပ်တဲ့နေရာကိုတွားပြီးတော့ပိတ်ဆို့လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့နူးကြားတက်ကြွမှုတွေလျော့ကျပြီးတော့အိတ်ချင်စိတ်တွေကိုဖြစ်စေတာကြောင့်ဒီဆေးကိုတောက်လိုက်ပြီးဆိုတာနဲ့လူတွေကငိုက်မိလာပြီးတော့ကားမောင်းတာတို့ဆက်ရင်းနေရာမောင်းတာတို့ဖြစ်လို့ရှိရင်အိတ်ငိုက်ပြီးတော့အသက်အန္တရာယ်ရှိတဲ့မတော်တဆမှုတွေထိဖြစ်စေနိုင်ပါတယ်ဒါ့အပြင်သွေးရောဂါအခန့်ရှိနေတဲ့သူတွေမှာဆိုလို့ရှိရင်လေအဲ့ဒီ antihistamine တွေကသွေးကြောတွေကျဉ်သွားအောင်ကျုံသွားအောင်နှုတ်ဆော်ပါတယ်။ဒါကြောင့်အဲ့ဒီတွဲဆက်ဆေးတွေကိုတခြားမသိဘဲနဲ့မကြာခဏတောက်မိလို့ရှိရင်သွေးပေါင်ရင်ရုတ်တရက်တက်လာတာမျိုးတွေလည်းဖြစ်တတ်တယ်လို့တကြီးရွယ်ကိုအမျိုးသားတွေမှာဆိုလို့ရှိရင်လည်းအဲ့လိုဆေးတွေကစီးကျိတ်ကြွက်သားတွေကိုအလုတ်လုံနိုင်စွမ်းရှော့ချထိန်းချုပ်ပလိုက်တဲ့အတွက်စီးအောင်တာတွေနောက်ပြီးတော့အဲ့လိုမျိုးစီးအောင်ပြီးတော့စီးလုံးဝသွားလို့မရတော့တဲ့ urinary retention ဖြစ်တာမျိုးတွေလည်းခံစားရစေနိုင်ပါတယ်။ဒါကြောင့်အဲ့လိုဆေး2မျိုး3မျိုးတွဲဆက်ထုတ်လုပ်ထားတဲ့ဆေးဝါးတွေကိုလည်းတစ်ခါတည်းရင်တောက်တာကိစ္စမရှိဘူးမဲ့ခဏတာဝေဒနာတက်တာဖို့အတွက်မလိုအပ်ဖက်နဲ့ဆရာဝန်ညွှန်ကြားချက်မရှိဘဲနဲ့မတောက်ပါနဲ့လိုအပ်လာလို့ရှိရင်လည်းဆရာဝန်ကြီးကျန်းမာရေးပညာရှင်တွေညွှန်ကြားချက်နဲ့ကြမှာတောက်ကြပါနော်နောက်ထပ်နံပါတ်4ကတော့ချောင်းဆိုးပြောက်ဆေးတွေဖြစ်ပါတယ်မြန်မာပြည်စစ်တပ်တွေမှာအလွယ်တကူဝယ်လို့ရနေတဲ့ချောင်းဆိုးပြောက်ဆေးအပြင်းစားတချို့ပေါ့နော်အထူးသဖြင့်ဆေးလုံးတွေဆေးပြားတွေပေါ့အဲ့ဒီထဲမှာကိုဒင်းလို့ခေါ်တဲ့ dextromethorphan ဆိုတဲ့ပစ္စည်းတွေပါဝင်တတ်ပါတယ်သူတို့ကအဆုပ်ကိုသွားကူတာမဟုတ်ဘဲနဲ့အုံနောက်ထဲမှာရှိတဲ့ကျွန်တော်တို့ချောင်းဆိုးတာကိုထိန်းချုပ်တဲ့ဗဟိုစင်တာကိုသွားပြီးတော့ထုံထိုင်းသွားအောင် pressure ပေးလိုက်တာချောင်းဆိုးကိုမေ့သွားအောင်လုပ်လိုက်တာဖြစ်ပါတယ်အဲ့လိုမျိုးသူကဗဟိုစင်တာကိုသွားပြီးတော့ထုံထိုင်းသွားအောင်လုပ်တာဖြစ်တဲ့အတွက်အဲ့လိုမျိုးဆေးတွေကိုရေရှည်တောက်လို့ရှိရင်အလွန်ကျွံတောက်လိုက်မိရင်ကျွန်တော်တို့အုံနောက်ကချောင်းဆိုးတာကိုမေ့တာနဲ့မဟုတ်ဘဲနဲ့
အသက်ရှူတဲ့လုပ်ငန်းစဉ်တွေကိုပါမေ့သွားအောင်ရက်သက်သွားအောင်လုပ်ပြနိုင်တဲ့အတွက်အသက်ရှူလမ်းကြောင်းပိတ်ဆို့ပြီးတော့အသက်ဆုံးရှုံးတဲ့အထိဖြစ်စေတတ်ပါတယ်။ဒါ့အပြင်ဆွဲလန်းစေတတ်တဲ့ဆေးအမျိုးအစားတွေလည်းဖြစ်ပါရင်တော့အဲဒီဆေးတွေကဒါကြောင့်ဆေးဆွဲတဲ့ပြဿနာတွေ addiction ဖြစ်တာတွေမျိုးလည်းဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ချောင်းဆိုးတိုင်းလည်းဆေးစံကနေအလွယ်တကူဆက်တောက်တာမျိုးမလုပ်ဘဲနဲ့မိမိဆိုတဲ့ချောင်းကချောင်းချောက်လားတလိပ်ကတ်တာလားဒီချာခွဲခြားပြီးတော့မှတလိပ်ကတ်ရင်တောက်တဲ့ချောင်းဆိုးပြောက်စီချောင်းချောက်ဆိုးလို့ရှိရင်တောက်တဲ့ချောင်းဆိုးပြောက်စီဆိုတာသီးသန့်ရှိရနော်အဲ့လိုမျိုးသီးသန့်ခွဲခြားပြီးတော့တောက်ပြီးတော့မှအဲ့ဒီဆေးမှာဆေးညွှန်းတွေပါတယ်ဆေးညွှန်းလေးတွေတိချာဖက်ပြီးတော့ဆေးညွှန်းပမာဏတိုင်းကဆေးတောက်တင်ပါတယ်ဒါတော့မှပဲ3ရက်လောက်ဆေးတောက်နေလို့မှမသက်သာဘူးမပြောက်ဘူးဆိုလို့ရှိရင်တော့အဲ့ဆေးကိုအကြာကြီးဆွဲမတောက်အောင်နော်ဒီစရာဆေးုံဆေးကမ်းမှာတွားပြပြီးတော့ဆရာဝန်နဲ့တိကျတိုင်ပင်ပြီးဒီလိုဖြစ်နေပါတယ်ဆိုပြီးတိကျပြောပြပြီးတော့စေကူတာမှုခံယူတင်ပါတယ်နော်ဒီတော့နောက်ဆုံးနံပါတ်5ပေါ့နော်နောက်ဆုံးနံပါတ်5ကတော့ antibiotics လို့ခေါ်တဲ့ပိုးသက်ဆေးတွေဖြစ်ပါတယ်နာစီချောင်းဆိုးလို့ပဲဖြစ်ဖြစ်ဖျားလို့နာလို့အနာဖြစ်လို့ပဲဖြစ်ဖြစ်အဲ့လိုပဲစိတ်ဆိုင်တွေမှာပိုးသက်ဆေးတွေတွားပြီးတော့ဝယ်တောက်နေကြတာတွေရှိပါတယ် amoxicillin တို့ ampicillin တို့လိုဆေးတွေပေါ့နော်ဒီလိုဆေးတွေကယောဂပိုးတွေဘက်တီးရီးယားပိုးတွေကိုတိုက်ထုတ်ပေးတာမှန်ပါတယ်ဒါပေမဲ့အများစုကကိုဖြစ်တဲ့ဝေဒနာတက်တာသွားပြီးဆိုတာနဲ့ဒီဆေးတွေကိုဆေးဘက်လျောင်မတောက်ကြဘဲနဲ့ရက်ပလိုက်တတ်ကြပါတယ်တချို့တွေက1ရက်2ရက်နဲ့ရက်လိုက်တာမျိုးတွေရှိတယ်တကယ်ကြတော့ဒီလိုမျိုးပိုးသက်ဆေးတွေက1ရက်2ရက်လောက်ပဲတောက်လိုက်လို့ရှိရင်အားနေတဲ့ပိုးလေးတွေအပေါ်ယံမှာရှိနေတဲ့ပိုးလေးတွေလောက်ပဲတတ်နိုင်တာသိနိုင်တာအားကောင်းတဲ့ဘက်တီးရီးယားပိုးတွေခန္ဓာကိုယ်ရဲ့နှက်ဆိုင်တဲ့နေရာမှာရှိနေတဲ့ဘက်တီးရီးယားပိုးတွေကမသိသွားဘူးအဲ့လိုဘက်တီးရီးယားပိုးတွေကဆေးဘက်လျောင်တောက်ပြီးမှတည်တတ်တဲ့အမျိုးတွေအဲ့တော့ကိုကဒီလိုပိုးသက်ဆေးကိုဆေးဘက်လျောင်မတောက်မိဘဲနဲ့1ရက်2ရက်လောက်နဲ့ဖြတ်ပလိုက်တယ်ရက်ပလိုက်တယ်ဆိုလို့ရှိရင်မတည်ပဲကြံနေတဲ့ဘက်တီးရီးယားတွေကနောက်တစ်ချိန်လိုအပ်လို့ပိုးသက်ဆေးပြန်တောက်ရတဲ့အခါမှာအဲ့ဆေးနဲ့မတည်တော့ဘူးဆေးမတိုးတော့တာမျိုးတွေဆေးရင်ပါသွားတာမျိုးတွေဖြစ်သွားတတ်တယ်ဖြစ်လဲအဲ့လိုတကယ်ဖြစ်သွားပါတယ်ဒါကတော့ကျွန်တော်တို့နဲ့တိတ်မစိမ့်နဲ့ဆေးဆိုင်တွေကလည်းဆက်ပေးတာများတဲ့ကျွန်တော်တို့အိမ်မှာလည်းများသောအားဖြင့်ရှိတတ်တဲ့ဆေးတွေရဲ့ရေရှည်ဆက်တော့လို့ရှိရင်ဖြစ်လာမယ့်နောက်ဆက်တွဲဆိုးကျိုးလေးတွေကိုပြောပြတာဖြစ်ပါတယ်အဲ့လိုပြောလို့မလို့ကျွန်တော်ဒီဆေးတွေကိုလုံးဝမတောက်ပါဘူးလို့ပြောချင်တာမဟုတ်ဘူးเนาะဒီဆေးတွေကတစ်ခါတလေတောက်တာပြဿနာမရှိပါဘူးတောက်လို့ရပါတယ်ဒါပေမဲ့နေ့စဉ်ရက်ဆက်ဆွဲတောက်မယ်ဆိုလို့ရှိရင်တော့အဆင်မပြေနိုင်ပါဘူးခုလိုမျိုးကျွန်တော်ပြောခဲ့တဲ့ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်ဆေးကြောင့်ပဲကျွန်တော်တို့ခန္ဓာကိုယ်အတွင်းထဲမှာထိခိုက်ပျက်စီးသွားတာတွေဖြစ်လာစေနိုင်ပါတယ်အဲ့ဒါလေးကိုပြောပြချင်တာပါဘာကြောင့်အဲ့လိုဖြစ်ရတာလဲဆိုတော့ဆေးဝယ်တောက်တဲ့သူတွေကကိုယ်တိုင်လည်းကျန်းမာရေးနဲ့ဒီလိုဆေးဝါးဘူးတာမျိုးတွေနေတယ်ဆေးဆိုင်တွေကလည်းသူတို့ကိုယ်တိုင်လည်းမသိလို့ဖြစ်အလုပ်များနေလို့ပဲဖြစ်တေချာရှင်းပြလိုက်တာမျိုးတွေမှားလိုက်တာမျိုးတွေမလုပ်မိတာတွေနဲ့တချို့တွေကလည်းသိတော့သိတယ်အရန်မသိတော့မမှားလိုက်မိဘူးဒီလိုပဲလူနာကလည်းသိတော့သိတယ်အရန်မသိတော့သေချာမလိုက်နာမိဘူးသေချာစိတ်ဘက်လည်းအောင်မတောက်မိဘူးပေါ့အဲ့လိုမျိုးတွေဖြစ်တယ်ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ဆေးဆိုင်ပေါင်းသိန်းနဲ့ချီပြီးတော့ရှိပေမဲ့ဆေးဆိုင်တိုင်းမှာတော့ဆေးဝါးနဲ့ပတ်သက်ပြီးတော့သေချာရှင်းပြတဲ့လူတွေသိမရှိဘူးကိုကလည်းတောက်ဝယ်လိုက်တယ်ရောင်းတဲ့သူကလည်းဒီတိုင်းပဲရှောင်းပေးလိုက်တာပဲဒီဆေးကဘာအတွက်ကောင်းတာလဲဘယ်လိုတောက်ရတာလဲဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိတတ်တယ်ဘာဆေးရည်နဲ့တွဲပြီးတောက်လို့မရဘူးအစာမစားခင်တောက်ရတယ်အစာရှိမှတောက်ရတယ်စတဲ့အဲ့လိုမျိုးလေးတွေလိုအပ်တာလေးတွေကိုရှင်းပြတဲ့ဆေးဆိုင်ရဲ့လို့မရှိသလောက်ကိုရှားပါတယ်ဒါကြောင့်ဒီလိုဆေးဝါးနဲ့ကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုကျွန်တော်တို့လိုကျန်းမာရေးပညာပေးနေတဲ့ဆရာဝန်တွေကျန်းမာရေးပညာရှင်တွေဆိုရှယ်မီဒီယာပေါ်မှာအများကြီးရှိပါတယ်ကိုကျမ်းမာရေးကိုမိသားစုကျမ်းမာရေးကိုပတ်ဝန်းကျင်ကျမ်းမာရေးအတွက်ကျမ်းမာရေးဘုဒ္ဓဆိုတာယူကောင်းပါတယ်အချိန်လေး3-5မိနစ်လောက်ပေးလိုက်တာနဲ့ကိုအတွက်အကျိုးရှိတဲ့ဘုဒ္ဓတွေရပြီးတော့အန္တရာယ်ရှိတာတွေကိုရှောင်တတ်နေတဲ့စားတတ်ပြီးတော့ကျမ်းမာရေးအတွက်အထောက်အကူရစေမှာဖြစ်ပါတယ်တခါတရံကြရင်မိမိအသက်ဖြစ်စေသူတစ်ပါးရဲ့အသက်ဖြစ်စေကယ်လိုက်နိုင်စွမ်းရှိတဲ့အသိပညာဘုဒ္ဓလေးတွေထိရသွားတတ်တာမျိုးတွေရှိပါတယ်ဒါကြောင့်ဒီလိုမျိုးကျန်းမာရေးပညာပေးဗီဒီယိုတွေကိုတစ်နေ့တစ်ပုတ်လောက်တော့ကြည့်ပေးကြဖို့အကြံပေးနေပဲနှုတ်ဆက်ပါရနော်နောက်ထပ်လည်းအခုလိုကျန်းမာရေးဘူးစားလေးတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လေးလည်းလုပ်ခဲ့ကြအောင်နော်အားလုံးပဲကျန်းမာခြင်းဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ